တိလားပေါက်ကြောင်းပေါက်ကျိုင်းရှင်မင်းဖြစ်တဲ့သူတော့ဖះတင်ပေးတာပေါက်ကျိုင်းဘာတင်ပေးတယ်စာတင်လို့မရဘူးအားဒါအားတယ်ကောပေါက်ကျိုင်းကအဲ့ဖះတင်ပေးတာကဘာတင်ပေးတယ်လဲမအိမ်မတည်အသက်ကြီးသွားပါမြခီးရောက်မေးပါမြစကားရဒါပဲနော်တင်လားအဲ့ဒါလေးနဲ့သူရှင်မင်းဖြစ်သွားတာဗျို့အဲ့သူ့ရဲ့ဒီပင်တိုင်းမင်းသမီးကငကားနဲ့ကြိုက်နေတာငကားနဲ့ကြိုက်နေတာဒီတော့သူကဘယင်ဖြစ်နေတော့သူ့ကိုချစ်တာမဟုတ်မချစ်ပဲနဲ့ပေါင်းတင်နေရတာပေါ့ဒါနဲ့ဘယင်ဖြစ်တာတတ်သေးတတ်ကြီးတတ်ဖို့ရကြံတာချစ်သူအရေးချစ်သူကျင်နာကောင်းမုံလူကမတိဒီလိုနော်အဲ့လိုတက္ကတာဖွဲ့တာမအေးနဲ့အဖေကတစ်ပြောင်နားတာတူတာဘယင်ဖြစ်တယ်ဆိုတော့ကြီးဖို့နဲ့ကြီးမကပြောနာတို့ကမနဲ့စာတော့ပြီးညတာလူရည်တွေပေါ့မပူပါနဲ့အေးညကြတော့ပေါင်ချိုက်တာသားမှာပါလို့ကြီးဖို့နဲ့ကြီးမပြောတာအဲ့ဖွားကြီးနဲ့အဖိုးကြီးကသိတာသိတော့အဲ့ဒါကိုတူတာပြောပြတာနော်အဲ့ပူမြင်နေပါနော်တူတာပြောပြတော့အဲ့ဒါလေးရဲ့ချစ်သူအရေးကျင်နာကောင်းအောင်မုန်းလူကမတိနော်ဒီလိုသူကဟိုငကားကြီးကိုတတ်ပြတော့ငကားအရေးကိုခေါင်းဖုံးချုပ်ပြီးတော့ခေါင်းနာအဲ့လာကိုမတိဘူးလေပေါက်ချိုင်ကအဲ့ဒါမအေးဖေးကပြောလာတာပြောလိုက်တော့ပါခါတယ်ငကားမှတိရအဲ့ကျမပြောတယ်နော်အဲ့ပုံမြင်နေအများကြီးပါဒါလေး